ကလေးတို့ဒါအခြေခံလေးစွန်အိတ်တန်းတက်နဲ့ဗျိုင်းနဲ့ပေါင်းကစားမှာဒါလေးကိုဒီလိုလာတဲ့ဟာလည်းရမယ်ဒီလိုလာတဲ့ဟာလည်းရမယ်ဒီလိုအောက်ကိုလာတဲ့ဟာလည်းရမယ်အဲ့ဒါကိုအခုတစ်ခါတည်းခုကန်နီးနဲ့ရှင်းပြမယ်ရိုက်တဲ့နေဟမ်ဒါခင်းဝါโอเคဒါအခုကဒီလိုရိုက်တာဒါဒီလမ်းကြောင်းမကြိုက်တဲ့နေရာရိုက်ဖွာစားပဲဒီမှာโอเคနောက်လမ်းကြောင်းတစ်ခုရိုက်တယ်ဖွာစားဟုတ်အဲ့တော့ဒီမှာဖမ်းဖို့ဖမ်းနေရဒါဆိုအိတ်တန်းတဲ့ဒါပြိုင်တို့တော့ဒီလိုပေါင်းလိုက်တယ်ဒီမှာဆွဲတော့မမီလာဒါနီးကပ်ပြမယ်လာတဲ့ဟာကိုဒီမှာကြီးဆွဲသွားတယ်ရပြီနော်သူနဲ့ကစားပြမယ်ဆက်ရိုက်တာခေတ္တရိုက်အလင်းနဲ့အောင်းနေတော့ရှောင်းသွားလိုက်မယ်โอเคရိုက်โอเคအဲ့တော့ကလေးတို့ကိုတက်ရှင်းအောင်ရိုက်မယ်ပြမယ်ရိုက်တယ်နောက်မှကြီးဒါလေးကပြိုင်ဟုတ်လားမလားဒါစွန်းအိတ်တန်းတဲ့ဒါလေးကိုဒီမှာအုပ်လိုက်တယ်ဒီကောင်နောက်ကလိုက်သွားတယ်ပြင်လိုက်တယ်တက်ပြမယ်ရိုက်ဒီမှာကြီးဘာလို့အဲ့လိုဝင်ရလဲဆိုတော့ရိုက်ဒါဆိုရင်မရဘူးယူထိမယ်နော်မထိအောင်လို့ဒီမှာကြီးအတွဲဝင်ရတယ်မကြီးဖတ်ဆွဲโอเคမမီးရနော်โอเคလိုက်လို့ပါတီကန်ရတယ်ကောင်းတယ်ဒီချာကန်အားထက်ကန်ပုံစံကြောက်ရတယ်သူကသူပုတ်ပြီးရတယ်ဟုတ်ပြီကောင်းတယ်